ဒီနေ့လဲစောင်းမှာပေါ့နော်ဒီမှာဝက်သားကိုလှုပ်ထားတာကအတုပ်တုံးတွေလှုပ်ပြီးတော့ငရုတ်ဒီစိန်ကရီတော့မရီလိုက်ဘူးဒီနေ့ပြစ်ထက်လိုက်တာတော့40အလုံး40တော့ကြော်မယ်အဲ့ဒါကိုအသားတရုတ်နဲ့ထည့်တယ်ပြီးတော့ငရုတ်ဒီအမှုတ်ပါဒီလိုဇွန်းကနေ3ဇွန်းထည့်ထားတယ်ပြီးတော့စီနေနဲ့ထည့်တယ်ကြက်သွန်ဖြူပြီးတော့ဂျင်းထည့်ပြီးတော့မှဒီမှာရေခမ်းချက်မယ်လို့လောက်တာရေခမ်းမချက်ပဲနဲ့ဒီလိုအရင်နည်းနည်းလေးကြံအောင်တော့ချက်လိုက်တယ်အဲ့တော့ဒီမှာပကံထဲမှာထည့်ပြီးတော့စားမှာဒီမှာစပြည့်ရေနဲ့အရွက်ကတော့တိုးစရာတော့မရှိဘူးဒီနေ့ဒီမှာဒါလေးနဲ့တွေ့မယ်စပြီနာစီးနေရပါအဲ့နာတွေပွင့်သွားအောင်ချောင်းတွေဆိုးနေရနဲ့စားနေမှာစားမှာစားကြပါအောင်ဗျာနော်စားကြပါအောင်ခင်ဗျအကုန်လုံးရဲ့လို့မဟုတ်ပါတော့ကြည်နေတဲ့သူကတော့စားခြင်းနဲ့လှုပ်ကြွေးပါလို့ပြောနေတယ်အဲ့ပေါ့အပြင်မှာတွေမှာဆုံလို့ရှင်တော့စားကြတာပေါ့လှုပ်စားကြတာပေါ့စားမယ်ဒီနေ့တော့ကြာတော့မရှိဘူးသူ့ရဲ့ရေရန်ကောင်းတယ်ဝတ်သားကိုလေရေရောစီရောတခါလဲထည့်ပြီးတော့အဲ့တော့သုံးသေးလေးလှုပ်ပြီးတော့လေသုံးပြီးတော့အလုံး40တော့ကြော်မယ်တဲ့ငါရုပ်ဒီစေရတော့အဲ့ဒါအယောင်တင်မို့ထည့်ထားတဲ့အယောင်မဟုတ်ဘူးနော်ငါရုပ်ဒီစေအဲ့လိုစားတာကျွန်တော်မဆုံးငါရုပ်ဒီအဲ့လောက်စားတာဘိုက်မနာဘူးလားဘိုက်မအောက်ဘူးလားပြီးတော့ဖေမကျင်းဘူးလားဆိုပြီးတော့မေးတဲ့သူရှိတယ်သိကျင်တဲ့လူပေါ့နော်ကျွန်တော်ဘယ်လိုလဲဆိုရင်ငရုတ်တီးရတော့အရင်တည်းကနေစားလာတာပေါ့နော်ငယ်တည်းကနေအဲ့လိုငရုတ်တီးတွေနဲ့ဆမ်းပြီးတော့မှဒီလိုစားလာခဲ့တာအခုချိန်ထိပေါ့နော်2014တုန်းကတော့ဘိုက်တွေအောက်ပြီးတော့မှဘိုက်တွေနာပြီးတော့2လလား2လလားမသိဘူးဟိုနေခဲ့တယ်မစားဘဲနဲ့ဆရာကမစားတော့နဲ့လို့ပြောလို့အခုကျတော့အရင်ကစားခဲ့တဲ့အနေထားတဲ့ဆိုရင်တော့အခုကတော့3ပုံမှာတပုံကတော့ယော့သွားပြီအရင်တော့အသက်ဆိုင်တော့ဘောနော်အခုစားနေတာကစားလာဒီလိုစားပြီးသားကို live ပေါ်မှာတင်ပြီးတော့ပြန်ကြည့်လို့ရှိကွက်ကိုတမင်းတွေပြန်စားနောက်ဆုံးပြည်ရင်နဲ့စားအောင်မယ်အခုကတော့ဒီလိုရှေ့ရလေးနဲ့ပေါ့နော်မနဲ့စားနေတာဖြစ်ပါတယ်တချို့တော့ပြောကြပါဘောဘိုက်တော့မယုတ်တရားတော့မယုတ်ဒီစိမ်းညာကြက်သွားလို့ရှင်တော့ဘိုက်တွေတော့မနာဘူးเนาะခစပတ်သူတွေပါရလှုပ်ဆိုင်လည်းမနာဘူးကျွန်တော်လိုလက်နဲ့နေပြီးစားရတဲ့အရာတော့အရင်ကကောင်းတဲ့ feeling တစ်မျိုးဖြစ်တယ်ကျွန်တော်တော့ရတယ်ဒါအေးဒီကိုရောက်ခဲ့လို့ရှိရင်တော့ပြောကြပါတော့နော်
ချက်စားကြတာပေါ့အားလုံးထုံပြီးတော့မှစနေပဲပါဇက်ထဲမှာတော့ဒါပေမဲ့ပိုက်ထဲမှာတော့ဘာမှဖြစ်သေးဘူးမဖြစ်ဘူးဟာနောက်ဆိုကျွန်တော် food blog ပါရိုက်ဖို့လုပ်နေရနော်အရွက်တွေလည်းကောင်းလိုက်တယ်ပါရွက်လို့ခေါ်လိုက်တာရွှေပဲရဲလို့ခေါ်တာလားပဲနော်ဟုတ်လားနောက်ဆိုရင်လည်းကျွန်တော်ဖူးဘလော့တွေရလို့ရှိရင်လဲတွေမှာတွားပြီးတော့စားမှာလဲတွေပါမှာတွားပြီးတော့လဲ